မင်္ဂလာပါမခုဗီဒီယိုဖိုင်လေးမှာတော့ 3D chamfer နဲ့ 3D filler command လေးနှစ်ခုကြောင်းပြပြပေးခြင်းပါတယ်chamfer နဲ့ filler လောက်တာက 2D မှာလည်းမတို့သိခဲ့ပြီးသားပေါ့နော်ဘာမှတော့သိမကွာဘူးဒါပေမဲ့ 3D object ကို chamfer လုပ်တဲ့အခါမှာဗာလေးတွေချက်ကလေးတွေထပ်ပြီးသိတင်လဲဆိုတာလေးကိုမကပြပြပေးခြင်းပါတယ်အမဒီမှာ box command လေးယူလိုက်မယ်ပေါ့နော် box လေးတစ်ခုဆွဲလိုက်မယ် box နှစ်ခုလောက်ဆွဲထားလိုက်မယ်ပေါ့နော်Okay, house လေးရှိမယ်။မောက်ဒီသူ့ရဲ့ဒီဘက်ထောင်လေးကိုဒီဘက်အခုမောက်ဒီဘက်မြင်နေရတဲ့ view ကနေပေါ့နော်ဒီထောင်လေးကိုမောက်တို့ကထောင်ချိုးလိုက်ခြင်းနဲ့ပေါ့နော်ထောင်ချိုးခြင်းနဲ့ဒီ sound လေးကိုဖြတ်ချလိုက်ပေါ့နော်ဖြတ်ချလိုက်ခြင်းနဲ့ဒီခါမျိုးမှာဆိုရင်မောက်တို့က chamfer command ကိုသုံးရတယ်လေ။အဲ့တော့ chamfer command က ch enter ch enter အဲ့တော့ကို chamfer လုပ်ခြင်းတဲ့ line ကဒီ line နဲ့ဒီ line အမှဒီနှစ် line လို့ပြောလိုက်တယ်နော်ဒါဆိုရင်မောက်တို့ကပထမဆုံးline လေးကိုသတ်မှတ်ပေးလိုက်တယ်အဲ့ဒီလိုမျိုးကိုကသတ်မှတ်ပေးလိုက်ပြီဆိုရင်သူကမေးတယ်ဒီမျက်နှာပြင်လားဒီမျက်နှာပြင်လားမေးတယ်ဒီ line နဲ့သက်ဆိုင်နေတဲ့မျက်နှာပြင်နှစ်ခုကိုသူကရွေးချယ်ခိုင်းနေပေါ့နော်အဲ့ခါမှာသူပထမဆုံးပေးတာဒီအောက်မျက်နှာပြင်လားအဲ့တော့မဟုတ်ဘူးဆိုရင် next ပေါ့နော်မဟုတ်ဘူးဒီဘက်ကိုပြောင်းမှာဆိုရင် next တကယ်လို့ဒီအောက်မျက်နှာပြင်ဒီအောက် line နဲ့ဒီ line နဲ့ဟို chamfer လုံးမှာဆိုရင်တော့မတို့ okay ရမှာပေါ့နော်အခုကမှဒီအပေါ်ကိုဒီ line နဲ့ line အောင်လုပ်မယ်လို့ပြောခဲ့ရဖြစ်တဲ့အတွက်မတို့ next ကိုရွေးပေးမယ် Okay အဲ့ဒါဆိုရင်သူကဒီ line နဲ့ပတ်သက်တဲ့နောက်ထပ်မျက်နှာပြင်တစ်ခုကိုရွေးပြီးအဲ့ခါကျမှမတို့ကမှန်တယ်ဆိုရင် okay current လုပ်ပေးရမယ်ပေါ့နော်အဲ့တော့မတို့ဒီ line လေးဆိုတာရွေးခဲ့ပြီးပြီးရင်ဘာလုပ်ရမလဲဆိုရင် chamfer လုံးမဲ့ distance မ chamfer ကို1နဲ့လုပ်မယ်နော်1 Okay အဲ့ဒီနောက်မှာအမားတို့ကကိုရွေးခဲ့တဲ့ plane နဲ့ပတ်လည်မှာရှိရဲဒီအစွန်းတွေကိုကြိုက်တယ်ပေါ့နော်အမားတို့ဒီနှစ်ခုလို့ပြောခဲ့တယ်ဒီနှစ်ခုကိုပဲဆက်လက်မှာပေါ့နော်အကယ်၍ဒီနှစ်ခုဆိုရင်လည်းရတယ်ဆိုတော့အမားပြောချင်တာပါအမားဒီဘက်line နဲ့ဒီဘက် line နဲ့ကို chamfer လုပ်မှာလို့ပြောလိုက်တယ် select လိုက်တယ်ပေါ့နော်ပြီးတော့ enter ဆိုတဲ့အခါမှာဟိုဘက် line နဲ့ဒီဘက် line နှစ်ခုကိုသူ1 distance စီနဲ့ chamfer လုပ်ပြီးသွားတာပေါ့နော်အဲ့တော့မတို့နောက်တစ်ခုကဒီ၄ခုစလုံးကိုပြောမှာနော်၄ခုစလုံးမှာကို chamfer ချိုးမှာဒီမျက်နှာပြင်ရဲ့အပေါ်မှာရှိရဲ့ဒီ၄ခုစလုံးကို chamfer ချိုးချင်တာဆိုလို့ရှိရင်မတို့ကloop လုပ်ပေးရမယ်အဲ့တော့ ch enter select first line မှာဒီမျက်နှာပြင်ဖြစ်တဲ့အတွက်ဒီ line တစ်ခုခုကို mouse ဆက်လိုက်မယ်ပြီးရင်ဒီမျက်နှာပြင်မဟုတ်ဘူးအပေါ် current ဖြစ်နေတဲ့အတွက် next ကိုရွေးမယ် okay ပြီဆိုတော့မှ okay current ရွေးမယ်ပြီးရင်မှက chamfer distance ထည့်မယ် 0.5 enter ပေါ့နော်ပြီးရင်မှတို့ကဒီမှာ loop ကိုရွေးပေးလိုက်မယ်၄ခုစလုံးမှတစ်ခုချင်းစီသွားမနေတော့ဘဲနဲ့အဲ့၄ခုစလုံးသွားပြီးလုပ်ချင်တာဖြစ်တဲ့အတွက် loop ကိုရွေးပေးမယ်ပြီးရင်မှတို့ဒီ line ကို select ပေးလိုက်မယ် okay ပြီးရင် enterဒါဆိုရင်တော့ loop လုပ်ပေးလိုက်တာဖြစ်တဲ့အတွက်သူက၄ဘက်၄တိုင်းလုံးကို chamfer ချိုးပေးသွားတာဖြစ်တယ်နော်ဒါက 3D chamfer ဖြစ်တယ်နောက်တစ်ခုကမှာတော့ fillet ကကြတော့မှာတော့ box လေးယူလိုက်မယ် okay fillet ဖြစ်တဲ့အတွက်သူ့ရဲ့ command က f enter ဟုတ်ပြီနော်အဲ့တော့ select object က sorry ဒီ line ပါနော် radius ကနောက်က1ပဲပေးလိုက်မယ် enter ဒီ line enter okay ကို select ပေးလိုက်တဲ့ထောင်ဆုံးလေးကိုပဲသူက fillet လုပ်ပေးသွားတာပေါ့နော်အဲ့တော့ဒါက fillet ပါအခုပြပြသွားတာက 3D chamfer နဲ့ 3D fillet လေးကိုပြပြသွားတာဖြစ်ပါတယ်အဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်